ရွှေစံတွေဆရာတော်ဖရာကြီးဖရာတပည့်တော်တည်တန်ရှင်အိမ်မြဖြူကတရားတောင်းခွင့်ပြုတော်မူပါရှင်ဗျာဘဂဝါစိနာဝါဂီတာဘာတာယတာရဝံလီယာဣမလောကမုပါကာတိတန်နောထေတေတုမုတ်တယာဝါဂီတာစကားအရာပြပမာတုနာမချူမြမလို့ရအောင်ဆိုသမျှစကားတရားဖြစ်စေခွဲဝေချင်းစာဝါစာစိန်နေရကုန်တော်ရှိတော်မူသောစီနာအာလာဝကပကပြမနာလာဂီရိစာသည်များစွာပွဲတကားတို့၌အမြဲတမ်းအနိုင်ယူအောင်တော်မူညွတ်ဖူးတို့ဖြင့်ကွန်မြူဝေဒအိုကျေးဇူးတော်ရင်ရှင်တော်မြတ်ဖရာဘဂဝါရှင်မျောလို့မဆုံးတကူတော်လုံးချက်တည်းလက္ခဏာတော်တွင်မုံချေသည်ဘုံကျွဲထွန်းထားရှင်တော်မြတ်ဖရာသည်ဝါဂီတဝါဂီတောစကားဝကြအကွက်လာအောင်မဟာညွန်ချစကားနိုင်နေပြိုင်ဘက်ကင်းတော်မူသည်ဖြစ်၍တာနာဝလီယာချိုအေးစိမ့်ဤအစီရှွန်ဆိုအကာကိုဖဲထိပ်ရဲတရာလာဖြင့်တဘာဝအတိအနှစ်သာရရှိဝေထသောဘာတာယာမယောလွမတင်လွအစွန်းနှစ်ဖက်လွစင်ရဲ့ဝတ်ချုံငယ်ရဲ့အတိညာပေးဟောဖို့မြင့်မြတ်သောတရားတော်စကားတော်တို့ဖြင့်ဣမံလောကပြမနဲ့လူကဘာသူကဘာသာအောက်တန်းစားမကြံရရှိသမျှအသီးသည်ဤတတ္တလောကကြီးကိုဥပါကာတိ1500ကိလေသာတွေချွလွဲလျက်ဝိထဲမကေတင်တကယ်အမြင်အသိပေါက်ဖို့ထိရောက်ပါစေမလွတ်တမ်းအကျိုးပြုတော်မူနိုင်ငယ်ပေပြီဖယားဘယ်နေရှင်လူလောကသဘောကြအောင်ဟောပြသွန်နေဆရာတော်ရှင်သူမြတ်ဖယားဘဝရှင်လူလောကသဘောကြအောင်ဟောပြတော်မူစိတ်ကာယလျက်ကြံစည်လျက်သာဂယုဏရှိထားကျေးဇူးတော်ရှင်ဆရာတော်ရှင်မြတ်ဖရာသည်နောမကံအရှင်ဖရာမြတ်မောက်လာရောက်နာကြတပိတော်မတို့ဤမုတ်တီယာလောဘဒေါသမောဟကိုခွာအိုနာသေးဝအတွင်မှလွတ်ကင်းမှုရန်အလုံငါတန်တမန်မယောလွမတင်လွအစွန်းနှစ်ဖက်လွစင်ရဲ့ဝတ်ချုံငယ်ရဲ့
အတိညာပေးဟောဖို့မြင့်မြတ်သောတရားထေသနာတော်မူနောအမကံဝါဒနာပါဂိယမကဝေဒာဝိနိယစရင်တသွေးရံမျောဖယားတပိတော်မတို့အားဒေတေတုခယုနာရှိထားမေတ္တာအားဖြင့်စကားချူမြမလူရအောင်သုသမြစကားတရားဖြစ်စေလက်ချွေမြတ်ဖို့ဟောကြားတော်မူပါကျေးဇူးတော်ရှင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖယားသာဓုသာဓုသာဓု